Hello အားလုံးပဲမင်္ဂလာပါရှင်မေသူရီကိတ်ဆန်ဘက်ဂရီမှာပြန်လည်ကြိုဆိုပါရရှင်မမေကိုဖန်တီးပေးထားတဲ့ကိတ်လေးကတော့ချစ်လက်မကိတ်ဆိုင်လေးပဲဖြစ်ပါရရှင်ချစ်လက်မကိတ်ဆိုင်လေးကိုမမေကာစတန်မှာចောင်းသူចောင်းသားလေးတွေကသူတို့ချစ်ရတဲ့ဆရာမရဲ့မွေးနေ့အတွက်ပါဆိုပြီးတော့မှားထားတဲ့မွေးနေ့ကိတ်လေးကိုမမေဖန်တီးပေးနေတာလေးပဲဖြစ်ပါရရှင်သူတို့ရဲ့ဆရာမကသူတို့ကိုတင်ချတင်တာပြီးတော့ပိုက်တာကိုတော့တီယိုရန်အရာဆိုတဲ့စာသားလေးတွေပါကျင်နေတဲ့ဆိုတော့မမေကလိုင်းပေါ်ကနေတခြားလေးချပြီးတော့ဗောနော်ဖန်တီးပေးတာလေးပဲဖြစ်ပါတယ်ရှင်။ယုံကြည်စွာရွေးချယ်မှာပြမှုများအတွက်လည်းကျေးဇူးအထူးတင်ပါတယ်ရှင်။မမေတို့မီတီရီကိတ်ဆန်ဘက်ဂရီမှာမွေးနေ့ကိတ်ပန်းစီဆပ်ပရိုက်ဘောက်ပန်းချင်းအမျိုးမျိုးနဲ့ပေါမောင်အမျိုးမျိုးတို့ကိုရွေးချယ်မှာယူခြင်းနဲ့ဆိုရင်တော့မီတီရီကိတ်ဆန်ဘက်ဂရီရဲ့ဖုန်းနံပါတ်များဖြစ်တော့3993331439 3968859294တို့ကိုဖုန်းဆက်၍ဖြစ်စေ Viber Telegram Facebook Messenger YouTube များမှာဖြစ်စေရွေးချယ်မှာယူနိုင်ပါတယ်ရှင်။